Grade 12 Physics Chapter 3 Session 2 ga Equation of Continuity for Fluids အရေးတွေအငွေ့တွေနဲ့ပတ်သက်ပြီးတော့အပြောင်းလဲမရှိတသမတ်ထဲဖြစ်ခြင်းနေရာမှာ Continuity ကရိုးရိုးလေးပဲကြည့်ရဆိုရင်တော့တစ်ဆက်ထဲဖြစ်တယ်ပေါ့ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်တွေကိုဆက်ကြည့်ရင်အပြောင်းလဲမရှိဘူးဒီနေရာမှာဘာတွေအပြောင်းလဲမရှိတာလဲ mass ပြောင်းလဲမှုမရှိဘူးတစ်စက္ကန့်မှာဖြည့်ဆည်းတဲ့ဒုတဲ့ပမာဏအပြောင်းလဲမရှိဘူးဒါကြောင့်မို့လို့သူကအရေးများရဲ့ဖြတ်သန်းစီစဉ်မှုမှာအပြောင်းလဲမရှိညီမျှနေသော equation လို့ပြောလို့ရပါ Consider an ideal fluid ideal fluid တစ်ခုကျွန်တော်တို့စဉ်းစားမယ်ဆိုတော့ ideal fluid လို့ပြောလိုက်ရင် laminar flow ဖြစ်ရမယ် no viscosity ဆိုတာအရေးတွင်း internal friction မရှိအောင်မရှိဘူးလို့ယူဆ The density of the fluid is constant ပြီးတော့နောက်တစ်ချက်က incompressible density မပြောင်းလဲအောင်ပုံကိုကြည့်လိုက်ရင်ရေပိုက်ပေါ့သို့မဟုတ် flow tube အရေးဖြစ်နိုင်တယ်အငွေ့ဖြစ်နိုင်တယ်ဒီဘက် section ကကြီးတယ်နှိမ့်တယ်ဟိုဘက် section ကသေးတယ်မြင့်တယ် section 1ထဲက mass ပမာဏနဲ့ section 2ထဲက mass ပမာဏအတူတူပဲဒါက area A1 ဒီဘက်က area A2 area မတူဘူးအလျားမတူဘူးဒါပေမဲ့ဘာတူသလဲတူတယ်ပြီးတော့ density တူတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ section နှစ်ခုထဲမှာရှိတဲ့ရေတူတယ်ဒီနေရာမှာရှိတဲ့ရေဒီကိုရောက်လာတဲ့အချိန်မှာဒီမှာရှိတဲ့ရေတွေအားလုံးကလည်းဒီကိုရောက်သွားရဆိုလိုချင်တာက section 1ထဲကရေတွေအကုန်လုံး section 1ကထွက်ခွာသွားတဲ့အချိန်မှာ section 2ထဲကရေတွေအကုန်လုံးက section 2ထဲကထွက်သွားရမယ်အချိန်တူတယ်အဲ့ဒီအချိန်တူတဲ့အချိန်မှာတူတယ် mass တူတယ်အခု equation of continuity ကဘယ်ပေါ်မှာအခြေခံတယ်လဲဆိုရင် conservation of mass ပြောင်းလဲမှုမရှိတဲ့အပေါ်မှာအခြေခံတယ်ဒီ area ကြီးမှာအရေဖြတ်သန်းသွားတဲ့ velocity က v1 area ငယ်မှာအရေဖြတ်စီးသွားတဲ့ velocity က v2 in figure 3.2 all the liquid that flow through section 1ကိုဖြတ်စီးသွားတဲ့အရေတွေအားလုံး section 1ဆိုတာ larger cross sectional area ကြီးတဲ့အပိုင်းက flow through section 2ကိုဖြတ်စီးရမယ် section 2ဆိုတာ smaller cross sectional area A2 the mass flowing in section 1ကိုစီးတဲ့ fluid အရေသုံးမဟုတ်အငွေ့ရဲ့ဓာတုပမာဏသည် mass equal တူညီရမယ် the mass flowing in section 2ထဲကိုဖြတ်စီးတဲ့အရေသုံးမဟုတ်အငွေ့ရဲ့ဓာတုနဲ့တူရမယ် m1 is equal to m2 ဒါကဒီ equation of continuity ရဲ့အခြေခံညီမျှခြင်း conservation of mass hence ဒါကြောင့်မလို့ the volume flow rate တစ်စက္ကန့်မှာဖြည့်ဆည်းမဲ့ fluid ဒုတယ်သို့မဟုတ်အရေအငွေ့ရဲ့ဒုတယ်သည် is the same through the pipe အဲ့ဒီ pipe ရဲ့ဘယ်နေရာမှာမဆိုဒီမှာတစ်စက္ကန့်ကို1လီတာဆိုရင်ဒီဘက်မှာလည်းတစ်စက္ကန့်ကို1လီတာပဲဖြတ်ရမယ်ချိန်တူရင်ဒုတယ်တူရမယ်အဲ့တော့ equation of continuity ကိုဘယ်ကစသလဲဆိုတော့ m1 is equal to m2 conservation of mass rho is equal to m over v ဒါကြောင့် m is equal to rho v ဆိုပြီးတော့ထည့်လိုက်တယ် m1 က rho 1 v1 m2 က rho 2 v2 အရေက incompressible လို့ပြောတဲ့အတွက်ကြောင့်မလို့ the density is the same density တူတယ် rho 1 rho 2 rho လို့ရေးလိုက်တယ်အဲ့တော့ဟိုဘက်ဒီဘက် rho နဲ့စားလိုက်တော့ v1 equals v2 ဖြစ်သွားတယ်နှစ်ဖက်စလုံးကို t နဲ့စားလိုက်တော့ဘာရတယ်လဲ volume flow rate တူတယ်ဆိုတဲ့ concept ကိုရသွားတယ် volume ကိုလိုချင်ရင် area နဲ့
အရှည်နဲ့သို့မဟုတ်အမြင့်နဲ့မြောက်ရတယ်ဒီဘက်မှာက area A1 နဲ့ delta H1 ဒီဘက်မှာ area A2 နဲ့ delta H2 ဒါက V1 ကိုရမယ် V1 ဆိုတာတူးတဲ့ V1 ကိုပြောတာ velocity ကိုပြောတာမဟုတ်ဘူးဒီဘက်ချမ်းမှာတူးတဲ့ V2 ကိုရမယ် A1 delta H1 over T A2 delta H2 over T delta H1 က displacement သို့မဟုတ် distance delta H2 ကလည်း displacement သို့မဟုတ် distance အဲ့တော့ဘာဖြစ်သွားသလဲ velocity သို့မဟုတ် speed ကိုဖြစ်သွားတယ်ဒါကြောင့် A1 V1 equals A2 V2 ဆိုတဲ့ continuity equation သို့မဟုတ် equation of continuity ကိုရပါတယ် where V1 and V2 are speed of liquid V1 နဲ့ V2 တို့ကအရေရဲ့အမြန်နှုန်းတွေဖြစ်တယ်ဘယ်နေရာမှာလဲ V1 က section 1မှာရှိတာ V2 က section 2မှာရှိတာ respectively အသီးသီးဖြစ်ကြတယ် The liquid entering one end of the pipe pipe တစ်ခုရဲ့တစ်ဖက်ကဝင်လာတဲ့အရေတွေအားလုံးဒီ leaps from the other end တခြားတစ်ဖက်ကပြန်ထွက်ရမယ် pipe မှာအပေါက်မရှိရဘူးနော် with the constant volume flow rate တစ်စက္ကန့်မှာဖြတ်စီးတဲ့ရေထုတဲ့ပမာဏချင်းတူညီရ The equation A1 V1 equal A2 V2 ကို equation of continuity for fluid flow လို့စာအုပ်ထဲမှာရေးထားပြီးတယ်တကယ်တော့ဒီစာအုပ်ကိုကူးတဲ့မူရင်းစာအုပ်မှာကနှစ်ခုလုံးပါတယ်ဒါက incompressible ဖိညစ်လို့မရတဲ့အရေတွေအငွေတွေအတွက် fluid တွေအတွက်တကယ်လို့များဖိညစ်လို့ရတဲ့ fluid ဖြစ်သွားမယ်ဆိုရင် the equation က rho 1ဒီဘက်မှာ rho 2လေးပို့လာမယ်ဒါကတော့ပုံနှိပ်စာအုပ်ထဲမှာမရှိဘူးသိဖို့လို့ထည့်ထားပြီးတယ် The larger the area of the pipe ရဲ့ area ကြီးတဲ့နေရာမှာ the slower is the speed of the fluid အဲ့ဒီနေရာမှာရှိတဲ့ရေစီးတာနှေးမယ်မြစ်တွေချောင်းတွေမှာလည်းအတူတူပဲမြစ်ပြင်ကျဲရင်ရေစီးနှေးတယ် The smaller the area of the pipe ငယ်တယ်ဆိုရင် the faster is the speed of the fluid speed မြန်မယ်ဒါစမ်းကြည့်လို့ရတယ် pipe တစ်ခုကိုယူဟာလာရေပုံမိုင်ကောင်းကကျနေတဲ့ကောက်ကိုပဲရေလွှတ်လိုက်ပုံမှန်ကျပိုက်ထိတ်ကလေးကိုနည်းနည်းပိတ်လိုက် area ငယ်သွားတယ်ပန်းထွက်လာတဲ့ရေ speed များတာကိုတွေ့လိမ့် The speed of water spraying from the hose ရေပိုက်ကနေပြီးတော့ထွက်တဲ့ရေအမြန်နှုန်းကို increases များအောင်လုပ်လို့ရတယ် by making the hose area smaller အဲ့ဒီပိုက်ရဲ့ area ကိုငယ်အောင်လုပ်လိုက်ရင်ရေထွက်တာမြန်လာမယ်